မင်္ဂလာပါခင်ဗျာဇက်ကြောင်းတစ်မျိုးတည်းရဲ့ NDA ဆိုတဲ့စာအုပ်ထဲကဆရာကြီးကိုတာဘာသာပြန်ဆိုရေးသားထားတဲ့ကျေးဇူးပြုပြီးတော့ဗျာကျွန်တော်နိုင်ပြီးအမှန်တွေနဲ့ခေါ်ကြပါဆိုတဲ့စောင်းပါလေးကိုတင်ဆက်ပေးရစီဘီယန်န်စစ်ကြီးပြည်တဲ့နောက်မှာလူအများကြီးကျွန်တော်တို့စီစာရေးကြတယ်စင်ကာပူမလေးရှားထိုင်းအင်ဒိုနီးရှားနဲ့ဖိလစ်ပိုင်ဒုက္ခသည်စခန်းများကစာတွေအဲ့ဒီစာတွေဖတ်ရတာကြေခွဲနာကျင်ရတယ်ကုညီဖို့အားထုတ်ပါတယ်တို့ပေသည်ဒုက္ခကတောင်လူပုံနေတော့တခါတရံစိတ်တက်ကြပါတယ်ဘီယန်န်ကနေလှေနဲ့ထွက်ပြေးတဲ့သူတစ်ဝက်ပင်လယ်ထဲမှာသေးတဝက်ပဲအရှိတောင်အာရှစိတ်ကမ်းတွေကိုရောက်တဲ့လှေနဲ့ထွက်ပြေးသူတွေကမိမပြူလေးတွေပင်လယ်ဓမြတွေရဲ့မရင်းကျင်တာခင်ရတယ်ကုလသမဂ္ဂအပါအဝင်နိုင်ငံများစွာကပင်လယ်ဓမြကိစ္စအတွက်ထိုင်းအစိုးရအားကူညီရန်အားထုတ်ကြပါရဲ့ပင်လယ်ဓမြတွေကတော့ဒုက္ခတွေတို့ကိုဒုက္ခပေးစမြဲဆက်ပေးထားတာပါပဲဒီနေ့တော့ထိုင်းဓမြတယောက်ရဲ့မရင်းကျင်ခံရတဲ့လေကလေးတစ်စင်းတွေကကောင်မလေးတယောက်အကြောင်းစာတစ်စောင်ရောက်လာတယ်။ကောင်မလေးက12နှစ်သားရှိသေးတယ်။သူမပင်လေတဲ့ခုံချလိုက်ပြီးတေးလိုက်တဲ့။ဒီသတင်းမျိုးကိုခမည်းကြားရင်ဓမြကိုခမည်းဒေါသထွက်မှာပဲ။မိန်းကလေးဘက်မှာခမည်းနေမှာပဲ။ဒါပေသည်ကိစ္စကိုနက်နက်ရှိုင်းရှိုင်းထိရောက်အောင်ကြည့်ရင်တော့တမျိုးမြင်မှာပါ။မိန်းကလေးငယ်ငယ်လေးဘက်ကနေတာကတော့လွယ်ပါတယ်ခမည်းအနေနဲ့တနက်တလက်ဆွဲပြီးဓမြကိုပြစ်လိုက်ရုံပဲတတိပဋ္ဌာန်တရားအားထုတ်နေတဲ့ကျွန်တော်အဖို့တော့ကျွန်တော်မြင်တာကတော့ကျုပ်များဓမြတွေရဲ့ရွာမှာမွေးအဲ့ဒီမှာဓမြလူပဲကြီးလာလို့ကတော့ကျုပ်လဲဓမြဖြစ်မှာဓမြဖြစ်ဖို့ဖြစ်နိုင်ကြီးတော်တော်များတာကျွန်တော်ကတော့ကျွန်တော်လွယ်နဲ့တော့အပြစ်မတင်နိုင်ဘူးတတိပဋ္ဌာန်တရားအားထုတ်နေတဲ့ကျွန်တော်ဟာနေတိုင်းမွေးလာကြတာကိုမြင်တယ်ကျွန်တော်တို့ရဲ့ကျောင်းဆရာတွေလူမှုရေးလုပ်သားတွေနိုင်ငံရေးသမားတွေအခြားသူတွေကဒီအခြေအနေအတွက်တခုခုမလုပ်ရင်တော့နောက်25နှစ်ကြာရင်ကလေးတော်တော်များများပင်လေဓမြတွေဖြစ်လာမှာပဲသိကြတယ်ခမည်းဖြစ်စီကျွန်တော်ဖြစ်စီဒီကနေ့အဲ့ဒီတန်ငါရွာတွေမှာမွေးလူကတော့25နှစ်အတွင်းမှာပင်လေဓမြဖြစ်ကြမှာပဲခမည်းကတနက်တက်လက်ယူပြီးပင်လေဓမြကိုပြစ်ရင်ခမည်းကကျုပ်တို့ကိုပြစ်တာပဲ။ဘာကြောင့်လဲဆိုတော့ကျုပ်တို့အားလုံးဟာဒီကိစ္စတွေမှာအနည်းနဲ့အများတာဝန်ရှိကြတာကိုတတိပဋ္ဌာန်တရားထိုင်ပြီးတဲ့နောက်တော့ကျွန်တော်လဲကြပြတစ်ပုဒ်ရေးဖြစ်တယ်။ကြပြထဲမှာလူ3ယောက်ပါတယ်။12နှစ်အရွယ်ကလေးမလေးပင်လင်တပြားနဲ့ကျွန်တော်တယောက်နဲ့တယောက်ကြည့်ပြီးကိုဟာအဲ့ဒီတယောက်အထဲမှာလဲရှိနေပါကလားလို့တတိပြုနိုင်မလား။ကြပြရဲ့နာမည်ကကျွန်တော်နာမည်အမှန်နဲ့ခေါ်ကြပါ Please call me by my two name လို့ဖြစ်ပါတယ်Steps upon the earth may I take peaceful steps upon the earth ကျွန်တော်တို့မှာနာမည်အများကြီးရှိတာကိုနာမည်တစ်မျိုးမျိုးနဲ့ကျွန်တော်ကိုခေါ်ရင်ဟုတ်ကဲ့လို့ကျွန်တော်ဖြေမှာပါတဲ့ကျေးဇူးပြုပြီးတော့ဗျာကျွန်တော်နာမည်အမှန်တွေနဲ့ခေါ်ကြပါမနှက်ဖြန်ကျွန်တော်မရှိတော့ဘူးရဲ့လို့မပြောကြနဲ့ဒီကနေ့အထိကျွန်တော်ရောက်လာနေတော့မို့အသေးချာကြည်စမ်းပါစက္ကန့်တိုင်းကျွန်တော်ရောက်လာတာຫນွေဦးတကိုင်းပေါ်ကအဖူးကလေးတစ်ခုပါအကောင်ပေါက်စငှက်ကလေးတစ်ကောင်ရဲ့ပါအတိုက်အစ်မှာတချင်းစုတင်ဖို့ရာပန်းတပွင့်ရဲ့နှလုံးသားတွေကပိုးတုံးလုံးတစ်ကောင်ကြောက်တုံးတုံးနဲ့ပုံနေတဲ့ကြောက်မြက်ရတနာကျွန်တော်ရောက်လာတော့မယ်ရီမောဖို့နဲ့ငိုကြွေးဖို့ရေ
ကြောက်ဖို့ရဲ့နဲ့မျောလင့်ဖို့ရဲ့ကျွန်တော်နှလုံးသားစီးချက်ကမွေးဖွားလာခြင်းနဲ့တည်ဆုံးခြင်းမှာတက်ရှိအရာအလုံးဒီအတိုင်းပဲမဟုတ်လားဗျာကျွန်တော်ဟာမြစ်ရည်ပြင်ပေါ်ကအသွင်ပြောင်းနေတဲ့အင်းဆက်ပြီးတော့လေကျွန်တော်ဟာຫນွေဦးရာသီမှာအဲ့ဒီအင်းဆက်ကိုစားဖို့အချိန်မီရောက်လာတဲ့ငှက်ကျွန်တော်ဟာရေအိုင်တစ်ခုကကြည်လင်နေတဲ့ရေထဲမှာပျော်ကြီးကူးနေတဲ့ဖားပြီးတော့လေကျွန်တော်ဟာအဲ့ဒီဖားကိုငိမ့်ငိမ့်လေးမြူနေတဲ့မျက်လျှောမွေပါကျွန်တော်ဟာရိုးပေါ်အရေးတင်ယူဂန်နာကကလေးကျွန်တော်ခြေထောက်တွေကဝါးတူတွေလိုပိန်လီတာပြီးတော့လေကျွန်တော်ဟာလက်နက်ကုန်တဲ့ရဲ့ယူဂန်နာကိုလက်နက်ရောင်းနေတာကျွန်တော်ဟာ12နှစ်သမီးကောင်းပါလေလင်ငယ်တစင်းပေါ်ကဒုက္ခတဲ့ရဲ့ပင်လေဓမြတယောက်ကမရင်းကျင်တာကြောင့်ပင်လေတဲကိုခုန်ချခဲ့တယ်ပြီးတော့လေကျွန်တော်ဟာပင်လေဓမြရဲ့နှလုံးသားမှာတိမြင်ဖို့နဲ့ချစ်ခင်ဖို့မတက်နိုင်တဲ့သူပါကျွန်တော်ဟာပေါ်လစ်ဗျူရိုကြီးအာနာရီအများကြီးနဲ့ပါပြီးတော့လေကျွန်တော်ဟာကျွန်တော်လူတွေအတွက်သွေးကြွေပေးဆက်ဖို့ရဲဘက်စကန်မှာတဖြည်းဖြည်းတည်နေတဲ့သူပါကျွန်တော်အပျော်ရွှင်ကຫນွေဦးလူနှွေးနေတာကဘာမီအနှက်ပန်းတွေပွင့်အောင်လုပ်မှာကျွန်တော်အနာကျင်ကတော့မျက်ရည်မြစ်ကြီးပေါ့သမုတ်တရားလေးစင်ပြည့်သွားမှာကျေးဇူးပြုလို့ကျွန်တော်ကိုကျွန်တော်နာမည်အမှန်နဲ့ခေါ်ကြပါဗျာဒါမှသာကျွန်တော်ငိုတဲ့နဲ့ရည်တန်ကိုချက်ချင်းကြားနိုင်မှာဒါမှသာကျွန်တော်အပျော်အရွှင်နဲ့အနာကျင်ဟာတခုတည်းဖြစ်ကြောင်းကျွန်တော်သိမှာကျေးဇူးပြုလို့ကျွန်တော်ကိုကျွန်တော်နာမည်အမှန်နဲ့ခေါ်ကြပါဗျာဒါမှသာကျွန်တော်နိုးလို့ကျွန်တော်နှလုံးသားတကားပွင့်နိုင်မှာအကျဉ်းသာတကားပါ I bow to you, a flower. I bow to you, a flower. ဒီဆောင်းပါးလေးနဲ့ကြပြလေးကိုနားဆင်ပြီးတဲ့အခါမှာတော့အောက်ပါမေကွန်းတွေကိုဆွေးနွေးစီချင်ပါတယ်ကိုချင်းလေယာလူဖွဲ့စည်းအတွင်းမှာနာကျင်နှိမ့်ကြနေရတဲ့သူတွေကဘယ်သူတွေဖြစ်မလဲကိုလူဖွဲ့စည်းထဲမှာလူကုံတိတ်ခါနဲ့လူအခွင့်အရေးမရအစွန်အဖျားကိုတွန်းပို့ခံရတဲ့သူတွေကဘယ်သူတွေဖြစ်မလဲသူ့ရဲ့နေရာကိုကိုဝင်ကြည့်ပြီးနားလည်ဖို့ကြိုးစားဘူးပါသလားခံစားပေးခဲ့ဘူးပါသလားကိုယ်တိုင်ဟာနှိမ့်ကြနာကျင်ရတဲ့အစုအဖွဲ့ထဲမှာရှင်သန်နေရတဲ့သူဆိုရင်ဘာတွေတွေးလို့ဘာတွေလုံမိမှာပါလဲမွေးစာရေးသူကတော့ဗီယက်နမ်ဘုန်းတော်ကြီးတစ်ကနော်ဟန်ဖြစ်ပြီးတော့ဆရာကြီးကိုတာမှဘာသာပြန်တင်ဆက်ထားတာဖြစ်ပါတယ်နားဆင်ပေးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ Take peaceful steps upon the earth. I bow